Helloအားလုံးမင်္ဂလာပါဒီရက်ပိုင်းမှာဆိုလို့ရှိရင်ပေါ့နော်အေးတို့ချက်ဘောကနေပြီးတော့ဒီကနေ့ဒါပေါ့နော်ဘာ site တွေရနိုင်တယ်ခဏခဏမေးကြတဲ့ customer တွေအခုအေးတို့အားက site မှာပေါ့နော်ဒါချိနိုင်တဲ့ဒီကနေ့ဒါ site လေးတွေကိုအေးနေပြီးပြပြမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဆိုလို့ရှိရင်တော့ဘန်ကူရဲ့1-2 ဒီကနေ့ဒါရမယ်ပေါ့နော်ဒီကောင်ဆိုလို့ရှိရင်1.2 လီတာ83 လီတာဒီမှာဆိုလို့ရှိရင်ဒါဒူရိုခါ site ပေါ့နော်ဒူရိုခါ site ကိုဒီခုရဲ့1.2 လီတာကတော့ဒီကောင်ဆိုလို့ရှိရင်83 လီတာပေါ့နော်ဒီနှစ်ခုလုံးကအဲ့ဒါရင် view တွေမှာပြပြီးသွားပြီပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်ဒါဖန်ကူရေပေါ့နော် site ကြီးအမြင့်အနေနဲ့ဆိုလို့ရှိရင်4ပေနဲ့9လမ်းမှာအလျားအနေနဲ့ဆိုလို့ရှိရင်2ပေအပြည့်ရှိရပေါ့နော်ဒါဆိုလို့ရှိရင်သူ့ရဲ့အပေါ်ဖီတာခဲကန်းကျဲတယ်ပေါ့နော်ဝင်စက်တဲ့လီတာဆိုလို့ရှိရင်လည်း213လီတာဆက်မယ်သူ့ရဲ့ model နံပါတ်ကလည်း ECD 213 model ပဲဖြစ်ပါတယ်ဟုတ်တယ်သူတို့ထပ်ပြီးရရှိနိုင်တာဆိုလို့ရှိရင် Vangu ရဲ့ PCD 190 model လေးပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ပေါ့နော်သူက height နှစ်ခုကအတူတူပဲပေါ့နော်4ပေနဲ့9လမ်းမှာပဲကျက်လေးပဲနည်းနည်းလေးကွာသွားမယ်ပေါ့နော်ရက်ကကြောင့်ဒီကောင်ကျတော့တပီကျော်2ပေမပြည့်ဘူးပေါ့နော်အဲ့ size ဖြစ်သွားမယ်ဝေးဆက်တဲ့လီတာဒီကောင်ကျတော့190လီတာပေါ့နော်ဒီအခုအစ်တက်ပြပေးခဲ့တဲ့ဒီ Vangu တွေအကုန်လုံးက official brand 3နှစ်ပါတယ်သူရဲ့နည်းပညာအနေနဲ့ဆိုလို့ရှိရင်လည်းပေါ့နော် Thai technology နည်းပညာနဲ့ထုတ်လုပ်ထားတဲ့ဖြစ်တဲ့အတွက်လူကြီးစိတ်ကြောက်တာနဲ့သုံးလို့လည်းရတယ်ပေါ့နော်အခုအစ်တက်ပြပေးခဲ့တဲ့ဒီ Vangu ရေခဲ data လေးရဆိုလို့ရှိရင်တို့အက electronic site မှာအများကြီးရောက်ရှိတာလားမဟုတ်ဘူးပေါ့နော်တကယ်လိုအပ်တဲ့သူတွေအတွက်ဆိုလို့ရှိရင်အများဆုံးလာရောက်ဝယ်ပေးကြဖို့အစ်တက်နေပဲဒီနေ့ပြေးခေါ်လိုက်ပါလေရှင်အချိန်မီအကျိုးသားဆုံးစေအကောင်းဆုံးဆောင်နေအက electronic မှာချက်မင်္ဂလာရှိသောနေ့လေးပြပါစေရှင်